မဖြစ်သူဆုံးကနေရမလို့ပြန်လည်မွေးဖွားစေဖို့အတွက်အနာအချိန်မှာတော့ရေထဲချလိုက်တဲ့အခါနောက်အထက်ထွက်လာတဲ့ပလဲပလီစီယူပြီးတမိပြန်မွေးခိုင်းပြီးမိခင်ဖြစ်တော့ကုန်ကြီးမဖြစ်ပြန်လည်မွေးဖွားလာပါတော့တယ်မူရှိဆိုတဲ့အမျိုးသားဒီနေ့မှပြန်လည်မွေးဖွားနိုင်တဲ့ကျွန်းရှိတယ်ဆိုလို့လာခဲ့တာပါအဲ့ချိန်မှာအမျိုးသမီးတွေကတွေ့ပြီးသူ့ဖိတ်ခဲ့တာပေါ့အဲ့နေ့ရောက်လို့စားပြီးတော့ဝေးချိန်မှာတော့ကီနိုလို့ခေါ်တဲ့အမျိုးသမီးရောက်လာပြီးပြန်လည်မွေးဖွားတဲ့ကျွန်းဆိုတာဟိုနောက်ကကြောက်တုံးကြီးနာပဲအဲ့ကဒုတိယမျိုးချစ်စစ်ပြန်လည်မွေးဖွားလာတဲ့ပြောလို့မူရှိကခုနကလေးတယောက်မြင်တတိယပြီးတော့မှကီနိုကလည်းဟုတ်တယ်အဲ့ဒါကျမအမေပဲအဖေသမီးမတေကနေလို့အပင်လည်းပြစ်လိုက်ပြီးပနေလီလေးယူလာခဲ့တာသူကိုယ်တိုင်ကမိမပြင်းပြင်းနေတဲ့အကြောင်းကျွန်မမမေ့ခဲ့ရတာခုတော့အဲ့ဒါကျွန်မသမီးပေါ့မူရှိလဲအဲ့နောက်မှာတော့တည်သွားခဲ့ပြီးနောက်ကျကီနိုကလေးလေးကိုတွေ့ခဲ့ပါတယ်ကလေးလေးကကျွန်မပြန်လည်မွေးဖွားလာတာလေဒီရောမှအဲ့လိုလူရှိရခုနကလေးလေးမွေးခဲ့ခံလို့တေကနေပြီပြန်မွေးခဲ့တာလေဟိုးအဖိုးနဲ့အဖွားလည်းအဲ့တိုင်းပဲအဲ့မာရငမကြိုက်ရခံခဲ့ရတာဒါမှပြန်လည်မွေးဖွားလာခဲ့တယ်အဲ့ဦးလေးကစနေနောက်တော့ဆောင်းလိုက်ရတယ်ဆိုပြီးပြောခဲ့ပါတယ်နောက်တော့သူနဲ့တူအဲ့နောက်တော့ကြည့်ခဲ့ပါတယ်ကြည့်တဲ့အချိန်မှာတော့ကြကြီးရလို့ဘာမှမသိခဲ့ရဘူးပေါ့လာပြညက်ဒီဆောက်ပြီးနောက်မှာထွက်မှတူလို့ဆောင်းတဲ့အချိန်မှာတော့အနီအောင်စီထွက်လာပြီးအဲ့ဆူယူကမူရှိရစစ်စစ်ခဲ့ပါတယ်အဲ့နောက်မှာတော့မူရှိကဘာလို့လဲဆိုတော့နားလဲသွားခဲ့တာပေါ့ဒါပေမဲ့နောက်ညမှာပဲကီနိုကမွန်နက်တက်နေလို့လင်းမြင်သွားမှဆိုလို့အမြင်သွားစတဲ့အချိန်ပလေတဲ့ရက်ဘူးကျတူကြီးနဲ့ရောက်သွားတာပါမူရှိနဲ့ကီနိုကလေးလေးတော့ခဲ့တဲ့အချိန်မှာတော့ရီမိုလိုအကောင်နဲ့ကီနိုကိုဖမ်းဆောက်လုပ်နေတာပေါ့ကလေးလေးအစင်မီဖက်ပြီးနောက်မှာအစင်ပြေခဲ့မယ်ကလေးနေတော့မူရှိရကဲလိုက်တဲ့အချိန်မူရှိပါမြင်သွားတာပါဒါပေမဲ့လောက်ထလာလို့ကောင်းကောင်းပြီးပြောသွားခဲ့တာပေါ့မူရှိရနောက်အဲ့ကောင်နဲ့အချိန်စားတဲ့ကောင်လို့ခေါ်တယ်လူဘွားနေထိုင်တဲ့တနက်ကာလာကိုစားပြီးအသက်ရှင်နေထိုင်တဲ့ကောင်တွေအဲ့ပရေစီကအစားခံလိုက်ရသူတဲ့ပုံရပြန်လည်ပြောင်းပေးတာဆိုပြီးပြောပါတယ်နောက်ကျပူတူလာတော့မှမင်းမင်းနဲ့အစင်ပြေပါမလားဆိုတော့ကီနိုကလည်းဒါကျမမင်းနဲ့တူနေတာဒါကျမကလေးပဲဘာပဲဖြစ်ဖြစ်ပြေးပါတယ်ပြောပြရှင်းသားနေသားတော့ကဇလန်လေးလည်းပြီးဆုံးသွားပါတော့တယ်